အားလုံးပဲမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့တေးသေးလေးလို့ထင်တဲ့အရာတွေဟာအကြီးကြီးဖြစ်သွားတဲ့ပြဿနာကိုလိပ်စာပြောင်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်မပြောသွားချင်ပါတယ်လူတွေအားလုံးအတွက်အရန်ပဲအရေးကြီးတဲ့အတွက်ဒီဥစ္စာဟာလူတိုင်းတိတိကျကျနားထောင်ပါလို့ပြောချင်ပါတယ်မေတ္တာရဲ့စပွဲပေါ်မှာDancing with the problem ဆိုတဲ့ပြဿနာများနဲ့ကခုန်ခြင်းနဲ့မှာမျက်ရည်ပေါက်အများဆုံးပြဿနာလို့လည်းပြောချင်ပါတယ်။လိပ်စာပြောင်းတာများတေးသေးလေးလို့ကျမစီကိုပြောနေတဲ့သူတွေကိုလည်းပြောချင်ပါတယ်။တကယ်တော့အမေရိကန်နိုင်ငံမှာအဆိုင်လင်တင်ပြီးလို့ရှိရင်ကိုလိပ်စာပြောင်းပြီးရင်အဆိုင်လင်ရုံးကိုအသေးအချာလိပ်စာပြောင်းတင်ရပါမယ်။အဲ့ဒီခါဒီမှာonline ကနေပြီးတော့မှလက်ကလေးတစ်ချက်ခောက်ပြီးတော့လိပ်စာပြောင်းလိုက်ယူနေငါတာဝန်ကျေသွားပြီလို့ထင်တဲ့သူတွေအများကြီးပဲသူတို့အတွက်ကျမဒီဗီဒီယိုကိုလုပ်ရခြင်းဖြစ်ပါတယ်ကဲဒီကနေ့လိပ်စာပြောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျမနှစ်ချက်ရှင်းသွားပါမယ်ပထမတစ်ချက်ကကျမတို့အောက်ယုံအင်တာဗျူးအောက်ယုံလို့ခေါ်တဲ့ဒီကျမတို့တရားရုံးကိုမရောက်ခင် affirmative assignment လို့ခေါ်တဲ့ကိုရောက်နေတဲ့နေရာမှာလိပ်စာပြောင်းတာဟာလွယ်တယ်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲ AR11 form ဆိုတဲ့ဒီ form ကို online မှာဝင်ပြီးဖြည့်လိုက်ရုံပါပဲ။အဲ့ဒါနဲ့ဖြည့်ပြီးရတဲ့ submit ဆိုတာနဲ့ receipt စာရွက်ကလေးထွက်လာပါတယ်။အဲ့ဒါနဲ့ပဲငါတော့ပြီးသွားပြီလို့အောက်မေ့ပြီးတော့ဒုက္ခမျိုးစုံရောက်သွားတဲ့သူတွေကြည်ပါတယ်အဲ့တော့ပြောစရာရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က online ကပဲတင်ရမှာလားဒိုဒီမို့ရင် online နဲ့မရသေးဘူးလားလို့ပြောချင်တယ်မေတ္တာရဲ့မူကတော့ရှင်းရှင်းလေးပဲပြောလိုက်မယ်ကျမတို့မေတ္တာကလေးတွေစိတ်ဖြစ်ဖို့ဘာလုပ်တယ်လဲတော်တော်ခက်ခက်လုပ်ပါတယ်အဲ့ဒါကတော့ကျမတို့စာရိုက်ကနေပို့လိုက်ခြင်းဖြစ်ပါတယ်ဘာဖြစ်လို့ပို့ရလဲလို့မေးဦးမလားရှင်းရှင်းလေးပြောရင်သေးသေးလေးကနေအကြီးကြီးဖြစ်ပြီးတော့ဘဝပါပြည့်ရတဲ့အခြေအနေတွေကိုရောက်နေလို့ကျမတို့စာတိုက်ကနေပို့တာပါဒီတော့စာတိုက်ကပို့လိုက်တဲ့အဓိပ္ပာယ်ဒီမှာဘာတွေဖြစ်သွားတာပါလဲပထမဦးဆုံးပြောချင်တာကတော့လိပ်စာပြောင်းဆိုတော့မောင်ဖြူနဲ့မတ်နီကမွေးတဲ့ကလေး9ယောက်ပါတဲ့မိသားစုတစုမှာလိပ်စာပြောင်းကိုတစ်စောင်းမဲတင်ပြီးတော့ဟာကျွန်တော်လိပ်စာပြောင်းလိုက်ပြီဆိုတင်လိုက်တာအဲ့ဒီကနေပြဿနာစတာပါပဲအဲ့ဒီတော့လိပ်စာပြောင်းနေဆိုတာဟာကိုတယောက်တည်းပဲပြောင်းလိုက်တာကျန်တဲ့ကလေးနဲ့မိန်းမတွေကိုပြစ်ထားခဲ့လို့မရဘူးဒါအရေးကြီးဆုံးအချက်ဖြစ်တယ်အဲ့တော့ကျမတို့ကဘာလုပ်တာလဲလိပ်စာပြောင်းကိုတောင်မှစာရိုက်ကပို့တာတောင်မှကို family မှာပါတဲ့9ယောက်ဆိုလို့9ယောက်စလုံးပြောင်းရပါတယ်ပြောင်းတဲ့အခါမှာလည်းဖြစ်တယ်လို့ပဲမဟုတ်ပါဘူးကျမတို့တယောက်တိုင်းစီရဲ့ AR11 form မှာတေချာဖြစ်ပေးပါတယ်ပြီးတဲ့နောက်မှာသူ့ရဲ့တောင်းဆိုထားတာတွေမပါတဲ့ A နံပါတ်တွေလိပ်စာဟောင်းတွေလိပ်စာအသစ်တွေနဲ့ကိုပြောင်းမဲ့ date ကိုပါအတိအကျပြန်ထည့်ပေးရပါတယ်အဲ့တော့ကိုအရင်ကရထားတဲ့ online ကရထားတဲ့ဒီ AR11 confirmation နံပါတ်ကလေးကိုလည်းကျမတို့ print ထုတ်လိုက်ပါတယ်အဲ့ဒီတော့အဲ့ဒီ print ထုတ်လိုက်တဲ့ထဲမှာပါလာတဲ့ဟာတဲ့ confirmation နံပါတ်တွေကို screenshot လုပ်ပြီးတော့လဲကျမတို့ယူလိုက်ပါသေးတယ်အဲ့ဒီတော့ကျမတို့မေတ္တာကဘာတွေထပ်ထည့်ပေးရလဲကျမထင်ပါတယ်ဘယ်သူမှလုပ်လိမ့်မယ်မထင်ပါဘူးအဲ့တော့လုပ်ကြပါလို့သတိပေးချင်ပါတယ်အဲ့တော့အဲ့ဒီကိုယ့်ရဲ့ထည့်လိုက်တဲ့ site ထဲမှာကိုယ့်ရဲ့ ID တွေထည့်လိုက်ပါကိုယ့်ရဲ့ passport ရှင်းမျက်နှာထည့်လိုက်ပါI589 တင်စင်နှုန်းကပြန်ရတဲ့ receipt letter ဆိုတာ acknowledgement လို့ပြောတဲ့ A number စာရွက်ကလေးထည့်လိုက်ပါပြီးကြတော့ဒီကျမတို့ biometric စာရွက်ကလေးထည့်ပါ EAD လျှောက်ထားလို့ EAD မှာဆိုရင်ကျမတို့ဒီ Liberty ရုပ်ထုလေးနဲ့receipt သူတို့ကပြန်ပြီးတော့ grant ဖြစ်သွားတဲ့စာရွက်ကလေးရှိပါတယ်အဲ့ဒါလေးတွေထည့်လိုက်ပါအဲ့လိုထည့်ပြီးတော့မှဘာလို့သေးတာလဲကျမတို့ cover letter လေးရေးပေးပါသေးတယ်cover letter ဆိုတာဗမာလိုတက်ပြောကြစတမ်းဆိုရင်ဒီနေရာမှာဒီတင်လျှောက်ထားသူရဲ့ affidavit တေးသေးလေးတစ်စောင်ကိုထပ်ထည့်ရပါတယ်အဲ့လိုထည့်ပြီးတဲ့အခါမှာကျမတို့ပို့ရမယ့် mailing address ကိုအတီးလုပ်ရပါတယ်အဲ့ဒါရပြီဆိုတဲ့အခါကျမှကျမတို့စာရိုက်ကပို့လိုက်ပါတယ်
စာရိုက်ကလည်းပဲ confirmation နံပါတ်ပြန်ပေးပါတယ်အဲ့ဒီ confirmation နံပါတ်ကိုကိုယ့်ရဲ့အရင်အမှုတွဲထဲမှာတေချာသိမ်းပါလို့ကျမတို့ပြောချင်ပါတယ်ဒါဟာအလွန်ရေးကြီးတဲ့ကျမတို့လိပ်စာပြောင်းခြင်းရဲ့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်